အမှုမကြီးကျင်လို့ကားပြန်လာအပ်တဲ့ကားတစ်ခုအမေရိကန်နိုင်ငံအော်ရီဂွန်ပြည်နယ်ဘီဘာတန်မှာဖြစ်သွားခဲ့တဲ့ဒီအဖြစ်အပျက်ကပုံမှန်ကားခိုးနေကြပုံစံတွေနဲ့မတူပဲရေစရာလည်းကောင်းသလိုလေးနဲ့တဲ့သင်ခန်းစာလည်းပေးသွားခဲ့ပါတယ်ဖြစ်စဉ်ကတော့ဒီလိုပါကားတစ်ခုတဦးဟာလူမသိအောင်ကားတစ်စီးကိုလှစ်ခနဲခိုးယူပြီးမောင်းပြေးခဲ့ပါတယ်ကားခိုးတယ်ဆိုတာကရာဇဝတ်မှုပဲမဟုတ်လားဒါပေမဲ့ခိုးလာတဲ့ကားရဲ့နောက်ခန်းကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့မှာချက်ချင်းမျက်လုံးပြူးသွားရပါတယ်ဘာလို့လဲဆိုတော့ငွေကင်းစကလေးငယ်လေးတဦးကကားထိုင်ကုန်မှာငုတ်တုတ်ကလေးပါဒါလို့ပါပဲကားတစ်ခိုးဟာကားခိုးတာလောက်ပဲလှုပ်ချင်ပြီးကလေးခိုးတဲ့ပြဿနာမျိုးတော့လုံးဝမရှုပ်ချင်ခဲ့ပါဘူးဒါကြောင့်တခြားတခိုးတွေလိုထွက်မပြေးပဲဒီသူတော်ကောင်းတခိုးကြီးဟာယူလာတဲ့ကားကိုချက်ချင်းလှည့်ပြန်ပြီးကလေးရဲ့မိခင်ရှိရာဈေးဆိုင်ရှိကိုအမြန်ပြန်မောင်းလာခဲ့ပါတယ်ကားကိုရက်လိုက်ပြီးကလေးကိုအမေလက်ထဲလုံခြုံစွာပြန်အပ်ပေးပြီးတဲ့နောက်ဒီသားခိုးကြီးကစိတ်မကျေနပ်သေးပါဘူးသူဟာကလေးအမေကိုလက်ညှိုးထိုးပြီးအော်ငေါ့စူပူပါတော့တယ်ဒီလိုရာသီဥတုနဲ့ကားထဲမှာကလေးကိုတယောက်တည်းထားခဲ့ရသလားကလေးကိုဂယုမဆိုင်ဘူးလားဆိုပြီးအော်ငေါက်ခဲ့ပါတယ်သတင်းတွေအရဆိုရင်တခိုးဟာကလေးမေကိုခမားကိုရဲစခန်းတိုင်ပြစ်မယ်လို့တောင်ချင်းချောက်လိုက်သေးတယ်လို့သိရပါတယ်ဒီတော့ကလေးမေဟာကလေးကိုကားထဲမှာထားခဲ့တဲ့အပြစ်တစ်ခုတည်းနဲ့မကပဲတခိုးရဲ့အစုအပူကိုပါခံလိုက်ရပါတယ်ကလေးအမေကိုအော်ငေါက်ပြီးတဲ့အခါမှာတော့ဒီသားခိုးကြီးဟာကလေးကိုအမေလက်ထဲပေးအပ်ပြီးကြောင်းစိတ်ချလက်ချတီးလိုက်ရပြီးတဲ့နောက်ခိုးထားတဲ့ကားထဲကိုပဲပြန်ဝင်ကမောင်းပြေးသွားခဲ့ပါတယ်ဒီအဖြစ်အပျက်ကိုကြည့်ပြီးလူတွေကဒီတခိုးကဘလို့လူကြီးလဲကားကိုလည်းခိုးချင်တယ်သူတော်ကောင်းလည်းလှုပ်ချင်တယ်ဆိုပြီးမှတ်ချက်ပေးခဲ့ကြပါတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲတခိုးတောင်ကလေးလုံခြုံရေးကိုစိတ်ပူတက်သေးတာပဲဆိုပြီးကလေးတွေကိုကားထဲမှာတယောက်တည်းမထားခဲ့ဖို့ဆိုတဲ့အရေးကြီးတဲ့သတိပေးချက်တစ်ခုကိုလည်းအားလုံးကိုပြန်လည်ပေးစွမ်းသွားခဲ့ပါတယ်